ရဲအရာရှိတအုပ်ကလမ်းပေါ်မှာသွားနေတဲ့လေကလေးတစ်ကောင်ရဲ့အရှိန်ကိုတိုင်းတာနေပါပဲ။လေရဲ့အရှိန်ကတော့လုံးဝနီးပါးကိုမရှိသလောက်ပါပဲ။ဒါကိုမြင်တော့အဲ့ဒီလူကလေကလေးကိုရဲမောပြီးသူ့ရဲ့မျက်မှန်ကိုချွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတခုခုကသူ့ဘေးကနေအလွန်မြန်တဲ့အရှိန်နဲ့ဝုန်းခနဲဖြတ်သွားပါတယ်။အဲ့ဒီအရာရဲ့အရှိန်ကတနာရီကို296ကီလိုမီတာတောင်ရှိပါတယ်။လူကြီးကပတ်ဝန်းကျင်ကိုကြည့်လိုက်ပေမဲ့ဘယ်သူမှမမြင်ရပါဘူး။ရုတ်တရက်အဲ့ဒီလေယာကသူ့ဘေးကနေတနာရီ300ကီလိုမီတာအရှိန်နဲ့ထပ်မံဖြတ်ကျော်သွားပြန်ပါတယ်။အဲ့ဒီအခါမှာတော့အဲ့ဒီလူကသူ့ရဲ့အရှိန်တိုင်းဆက်များပြတ်နေပြီလားလို့တွေးမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲကားတစ်စီးကလေကလေးကိုချိန်ပြီးတော့မဲ့ဆဲဆဲမှာအရှိန်ပြင်းတဲ့အဲ့ဒီအရာကလေကလေးကိုအချိန်ပြီးကဲ့တင်လိုက်ပါတယ်။အဲ့ဒါကတော့ Sonic ပဲဖြစ်ပါတယ်။ Sonic ကလေကလေးကိုလမ်းပေါ်မှာအခုလိုနေနေကွေကွေသွားနေတာကမလုံခြုံဘူး။ဒါပေမဲ့ဒီနေ့တော့မင်းကန်ကောင်းသွားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်သူကလေကလေးကိုခေါ်ပြီးအရှင်အဟုန်ပြင်းပြင်းနဲ့ပြေးထွက်ခဲ့ရလေကလေးကလည်းအဲ့ဒီခရီးကိုသဘောကျနှစ်ကြိုက်နေပါတယ်။လမ်းမှာပြေးနေရင်လေကလေးက Sonic ရဲ့လက်ထဲကနေကျွတ်ထွက်သွားပြီးမဲ့ Sonic ကအမြန်ပြန်ဖမ်းလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတောအုပ်တစ်ခုထဲကိုရောက်သွားကြပါတယ်။ Sonic ကလေကလေးကိုငါတို့တွေ့ခဲ့တဲ့အကြောင်းဘသူ့ကိုမှမပြောနဲ့နော်လို့မှာကြားပြီးအရှင်နဲ့ပြေးထွက်သွားပါတော့တယ်။